အမေတထေးမလေးကဒီနေ့လာလာမှာပါနော်သူတို့ဆောင်ရတာအားကြနေပြီ လာမှာပါသမီးလေးရဲ့ဟွာလေရောက်ခံနေပြီထင်တာပဲမှောင်တော့မယ်နော်ဘလို့ဖြစ်တာလဲမသိပါဘူး ပုံထောင်းရတယ်ကိုရကိုရ ဟမ် ရှင်းကျွန်မဆိုင်ဝိုင်းခိုင်းလိုက်တာလေဘလို့ဖြစ်လို့ဒိုင်းနဲ့လဲ ဟဲ့ဆိုင်ဝဲကငားကျင်တိုင်းငားလို့မရဘူးကြိုပြောရတယ်အခုကတော့အတူကချဖို့တဲ့မသားဆိုင်သွားတင်းနေတယ်ဟောငါတို့ရှိတော့တာလေးအတူထွားလေးပဲယူလာခဲ့တယ်မတတ်နိုင်ဘူးလေ ဘောဘယ်တက်နိုင်မှမလဲရှိတဲ့ဟာနေပေါ့ ဒါပေါ့ ဟာကိုရ ဟမ် ဒါနဲ့နေစမ်းပါဦးရှင်ဘလို့တွေဝက်လာပြန်တာလဲလို့ကျမတို့စိတ်ညစ်တယ် ဘလို့ဝဲမှာလဲဟိုတထေးကအထီလာမှလာလဲမသိရဘူး तू ကဘိုလ်လိုဝလာမလားမြန်မာလိုဝလာမလားကိုကမသိရဘူးတကယ်လို့ဘိုလ်လိုဝလာတဲ့ဆိုရင်ဒါလေးကိုဖြေးလိုက်အောင်မြန်မာလိုဝလာလဲဆိုရင်ဒါလေးကိုစီးလိုက်အောင်ပေါ့ညံ့ရွှင်အမှန်မြင်စားမှာအမှန်မမြင်မင်းတို့သားမိနေ အတားနေစမ်းပါအမှန်မြင်တာအရင်မကြည့်ဘူးရှင်ဝက်စားထားတာလေစာကလေးကိုလေအဝတ်ဆင်ထားတဲ့အတိုင်းပဲ မင်းကအဲ့လောက်မတင်စားနဲ့ ရွက်တော်နေတာသမီးနော် ဟာပါလေ တားရောက်ပါပြီခင်ဗျတားရောက်ပါပြီ သားရယ်ပန်းနေရတယ်များလိုက်တာမသိရောင်းစားမဲ့အတိုင်းပဲဘလို့ဖြစ်တာတော့ ဟောအမေ ဟာ အဲ့လိုမတီးရဲနဲ့ရှောက်ရှောက်မပြောနဲ့မြို့မှာဆိုလို့ရှိရင်အဲ့တဲ့တရားရောက်လာလို့ကြိုမယ်ဆိုလို့ရှိရင်အဲ့လိုပန်းနေအများကြီးနဲ့ကြိုတာအဲ့ဒါ kiss time အဲ့အစင်ပြင်ပြီးအမေ မထားတော့မေ kiss time ခစ်စတိုင်းအမေ ဟုတ်တယ်မဟုတ်တယ်မဟုတ်ဘူးတော့မဟုတ်တာမှတော်တော်ကိုမဟုတ်တာပါဒီကိစ္စနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ဘာချင်းရှိနေမလဲဘာချင်းရှိနေလဲဟမ်ညနေတည်းကစောင့်နေတာအခုချိန်ဆိုလာတယ်ဒီကိစ္စနဲ့ပတ်သက်တော့မဟုတ်သေးဘူးနော်မဟုတ်သေးဘူးဒီကိစ္စနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့ဟုတ်တာမှတော်တော်မဟုတ်တာ ဖေခဏလေးရက်လိုက်တော့ဖေတာမျက်စိတွေတော့နားရင်ကြီးခေါင်းတွေပါကြိုက်တာပဲဖေခဏလေးညင်နေပါဖေတာအမေနဲ့ရှင်းလိုက်အောင်မယ်နော်ဖေအမေအဖေတထဲမှာဘလို့တထဲမှာလဲတားတို့တွေစောင့်နေတော်တော်ကြာနေအခုချိန်ကြီးလည်းမလာသေးဒီမှာချင်းနေကြက်ရသေးတော့မယ်ဒီမှာအဖေမျက်နှာနားပါချင်းနေကြီးဒီမှာဘလို့လုပ်နေနေနေပါတော့မေ နင်တို့ကမတွေဘလို့ဖြစ်နေကြတာလဲငါလည်းခုစောင့်နေတာပဲသူ့မန်နေဂျာကိုယ်တိုင်ဒီနေ့လာမယ်လို့ငါ့ကိုပြောထားတာခုနင်တို့ပဲချင်းကြိုက်တာမငါလည်းဒီမှာကြိုက်တာပဲဒီမှာတွေ့လားဘူးနေတာ ဟာလာမယ်ဆိုလဲလာမှာပေါ့မေဘာလို့အဲ့လောက်ကြာနေတထဲမှာဖြစ်ပြီးအချိန်မတိကြအောင်ဘလို့တထဲမှာဖြစ်နေပြောဘလို့တထဲမှာ ညံကျော်တင်မညံကျော်တထဲမှာဆိုတာအထိန်မတိကြလို့တထဲမှာဖြစ်နေတာ ကို တတ်တ င ယ် ယ် ပဲ ရှက်ခလည်းမြောက်မပေးနဲ့နော်သူပါခက်ခဲရှင်းတယ်လို့မှမသိတာ ဟုတ်ပါပြီ စိတ်ကတော့ပါဘာလို့ ဘူးတော်တော်ချုပ်နေ ဟုတ်တယ်လေမောချောင်းနေတာကြောက်သိတယ်လေဘာဖြစ်လို့တုံး မစားဘူးလား ဘာ ဟာ ဘာပြောရလဲခလေးတွေရှေ့မှာ သမင်းမစားသေးဘူးလားလို့ စကားရှင်းရှင်းပြောနော်ခလေးတွေရှေ့မှာကျမစိုက်တော်နေတာနော် ဒီမှာခဏလေး ဘာလို့ ကလေးတွေဒီမှာထားခဲ့မင်းကလည်းတကြောင်သားဆွဲလိုက်မယ် ဘာလဲဘာပြောပြန်တာ ဝါရီခွေးမယ်ဝါရီ ရှင်းရှင်းပြောလိုက်ပြန်နော်ဘာလဲကိုငယ်ဘာဖြစ်ပြန်တာလဲ ဟုတ်ပါမေနောက်ကရမ်းကြနေဘိုက်ကလည်းစနေပြီမေညတော့စားချင်းတွေလည်းကြိုနေပြီသူတို့ထမင်းသွားစားအောင်လေနော်မေနော် နင်တို့ထွေ သမီးရလဲလေသမီးကနေတိုင်းစားနေတာစားဘူးနေတာပဲတခါနေနေလေးမစားဘဲနေလိုက်တထင်းမလာကိုယ်ကလှုပ်ရှင်လေစားမှာပေါ့နော် အဲ့လိုလောက်စမ်းပါ ဟုတ်တယ် နုထွေ ရှင် ဘိုက်ဆန်နေသေးလား စားရောပါဦးမေ အဲ့လိုလောက် အမအဖေဘာဖြစ်လဲဘိုက်ဆန်စားတယ်ဘသူကြောက်နေတားတော့ဘသူမှမကြောက်စားတယ်ပဲရမ်းကြောအမှတ်ဆော့မယ်သွားစားမယ် ညံကျော်ဘယ်သွားမှာ ဟိုကဘိုက်ကခုနစားတာအခုကမစားတော့ဘူးအစားလွန်သွားပြီမစားတော့ဖေနဲ့ပြေစား တောင်းရတော့ကြက်တတိထားကြတော့ကျမဒေါသသိရနော်သိရနော်နေနေကြ ပြေလူသားငါတိုင်းမယ်